ပထမဦးဆုံး Linux စသွင်းတော့ကတညတည်းနဲ့ hacker ကြီးဖြစ်သွားမယ်လို့ထင်ခဲ့တာဒါပေမဲ့တကယ်တမ်းဖြစ်သွားတာက Wi-Fi ကအလုံးမလုပ်တော့ဘူးဘူးလုပ်တာကြီးပြတ်သွားတယ်ပြီးတော့ volume key နှိပ်လိုက်တိုင်းဘာလို့မှမသိ LibreOffice ကြီးကပွင့်လာတယ်တာမန်လူတွေလိုပဲ terminal ထဲမှာ hack လို့ရိုက်ရှာကြည့်ရောလဲ Linux က no လို့ပဲခက်တီတီနဲ့ပြန်ပြေးတယ် Linux လေ့လာရတဲ့ပြဿနာက तू ကခက်နေလို့မဟုတ်ဘူးဘယ်သူကမှနားလည်အောင်ရှင်းမပြကြလို့ကိုခဲမှာ how to learn Linux လို့ရှာပြီးတော့ကြည့်လိုက်တာနဲ့2006ခုနှစ်က forum ဟောင်းကြီးတစ်ခုတွေကိုရောက်တော့အဲ့ဒီမှာ Scout 69ဆိုတဲ့နာမည်နဲ့လူကပျော်သဘောအနေနဲ့မင်းကိုပိုင်ကနေကိုဘေးလုပ်ကြည့်ပါလားလို့ဒါပြောလိမ့်မယ်ခက်တာကကိုပိုင်ကနေဆိုတော့ဘာမှန်းတော့မသိသေးဘူးတကယ်လက်တွေ့မှာ Linux ကိုအစိုးဆုံး test သမားတွေကလော်ဝက်ကြီးအုပ်ထားသလိုဖြစ်နေတာ CHMOD 777ဆိုတာဘာလို့တာလဲသိရုံနဲ့သူတို့ကိုသူတို့လူစွမ်းကောင်းလို့ထင်နေတဲ့ terminal alias တွေပေါ့ Linux ကိုတက်သွားပြီဆိုရင်ကိုယ့်စီမှာ super power တွေရလာတယ်လို့ပဲလူတိုင်းက Linux landing cap ဆိုပြီးပြောကြတယ်တကယ်တော့အဲ့ဒါမြင်းကွေးမဟုတ်မစောင့်နေတဲ့တောင်ကပါကြီး Step 1အနေနဲ့ distro တစ်ခုကို install လုပ်ရမယ် Step 2မှာ Wi-Fi ချိန်လို့မရတာကိုသိလိုက်ရမယ် Step 3လည်းရအောင် audio driver အလုံးလုံး6နာရီလောက်ထိုင်လုပ်ပြီးမှ code speaker ယူလုပ်ထားမှသိလိုက်ရမယ်ဒါပေမဲ့အဲ့ဒီတောင်ကြီးကိုကြော်ထွက်ပြီးသွားပြီဆိုပါတော့သင်ကိုဘယ်သူမှတားလို့မရတော့ဘူးဒါ metric ကားတွေကတော့အကုန်လုံးကိုခန်းစားသိရှိလာမယ်သင်ရကွန်ပျူတာတစ်လုံးကိုတုံးနေတာမဟုတ်တော့သူ့ကိုအမိန့်ပေးခိုင်းစီနေပြီဖြစ်တယ်ကဲဒါဆိုယူမသွားပဲ Linux ကိုတကယ်တက်အောင်ဘယ်လိုလေ့လာမလဲဆိုတာကိုအပိုင်းလိုက်ရှင်းပြမယ်ပထမဆုံး Linux journey.com ကိုသွားပါအလကားရတဲ့အကောင့်ဖွင့်စရာမလိုဘူး Linux ရဲ့အခြေခံတွေကို gain ဆော့သလိုအပိုင်းတိုလေးတွေနဲ့သင်ပေးသွားလိမ့်မယ် Stack Overflow ရဲ့အမှောင်ခန်းနဲ့ရောက်မသွားပဲ share ဆိုတာပါလဲ file system ကဘယ်လိုပုံစံလဲအခြေခံ command တွေကိုဘယ်လိုသုံးရမလဲဆိုတာလေ့လာလို့ရတယ်အခြေခံရပြီဆိုရင် over the wire ရဲ့ Vantage working ကိုပြောင်းလိုက်ပါသူက Linux နုတွေအတွက် CTF ဆော့ရတယ်လို့ပဲဘောက်တစ်ခုကို SSH လှမ်းချိန်ပြီး level တိုင်းမှာတကယ် Linux command တွေကိုသုံးပြီးဖြည့်ရှင်းရမယ်ဘေးနီးအသေးစားလေးတွေပါဝင်လာတယ် SK1 နဲ့ terminal ပေါင်းထားသလိုပေါ့ UI ပုံစံကတော့1999ခုနှစ်တည်းကရက်တန်းသလိုဖြစ်နေပေမဲ့ UU က12နာရီသာ tutorial တက်အသင်ကိုပို့ပြီးပညာရစေပါလိမ့်မယ်နောက်ထပ်သင်ကိုးကွယ်ရမယ့်အရာတွေကတော့ man နဲ့ TLDR ပါဒါတွေကသင်ရဲ့ Linux ကျမ်းစာအုပ်တွေပါပဲ command တစ်ခုကိုနားမလည်တော့ဘူးဆိုရင် man လို့ရိုက်ထည့်လိုက်ပြီးတော့အနောက်ကနေကိုသိကျင်တဲ့ command နာမည်ကိုရေးလိုက်ပါသူ့ရဲ့ manual ကိုဖတ်လို့ရပါပြီအဲ့ဒါကရှေ့လို့နေဆိုရင်တော့ TLDR ကိုသုံးပြီးတော့ XML ရဲ့အနှစ်ချုပ်ကိုအမြန်ဖတ်ပါဒီသားရမှာကတကယ် hacker တွေကအလို့မကျက်ပါဘူးတိတိယောက်ယောက်ပို့ပြီးတော့ခွက်ကဲခောက်တတ်တာပဲရှိတယ်ဒီနေရာမှာတခုပြောချင်တာကကျွန်တော်လုပ်ခဲ့တဲ့အမှားမျိုးလုံးဝမလုပ်ပါနဲ့ fast limit နဲ့စမလုပ်ပါနဲ့ကားမုန်းတင်ကျင်တာကိုကားအရင်စောက်ခိုင်းတယ်လို့ဖြစ်နေပါလိမ့်မယ်ဘင်းကိုဇလန်းအစကနေပြီးတော့ထိုင်ရေးပြနေတဲ့အပိုင်း14ပိုင်းပါလဲ YouTube series တွေလည်းထိုင်မကြည့်ပါနဲ့ချိရှိတဲ့က comment အခု200ကိုလည်းအလို့မကျက်ပါနဲ့အဲ့ဒါလေ့လာနေတာမဟုတ်ပါဘူးကိုယ့်အကိုနှိမ့်ဆက်နေတာပါဒါဆိုဒီလောက်ခေါင်းကိုက်ခံပြီးတော့ဘာလို့လေ့လာနေရုံပါလဲWindows ဒါမှမဟုတ် Mac OS လေးသုံးပြီးတော့ AC မနေဘူးလားလို့မေးစရာရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ Linux က hacking လောကအခြေခံရဲ့အုံမြင့်ဖြစ်နေလို့ပါ။ Pentest တို့တိုင်း CTF တိုင်း web server တိုင်း share တိုင်းအားလုံးရဲ့ default က Linux ဖြစ်နေလို့ပါ။သူတို့က Mac ကို စုတောင်းစာပိုက်တစ်ပိုက်လို့ရွတ်ဖတ်ပြီးတော့ run ကြတယ်။ More manually လိုမျိုး best secret တွေရေးကြတယ်။ Linux ဆိုတာတာမန် OS တစ်ခုမဟုတ်ပါဘူး။အရာအားလုံးကိုအပြည့်အဝထိန်းချုပ်ချင်နေတဲ့လူတွေအတွက်ဖန်တီးရတဲ့ gear စနစ်တစ်ခုပါ။ပြီးတော့ cyber security လောကမှာထိန်းချုပ်နိုင်စွမ်း control ဆိုတာအရာအလုံးပါပဲတကယ်လို့သင်သေချာလေ့လာခြင်းနဲ့ဆိုရင် radio တွေကိုထိုင်းကြည့်နေတာကြက်လိုက်ပြီးတော့လက်တွေ့စလုပ်ပါ Linux virtual machine တစ်ခုအခုဝဲဖွင့်လိုက်ပါ Ubuntu ဖြစ်ဖြစ် Debian ဖြစ်ဖြစ် Kali ဖြစ်ဖြစ်ကိစ္စမရှိဘူးပြီးရင်တစ်ခုခုကိုပြအောင်လုပ်လိုက်ပါတကယ်ပြောတာ user တယောက်ကိုဖျက်ကြည့်လိုက်ကိုယ့်စနစ်ထဲကိုပြန်ဝင်လို့မရတော့တဲ့အထိ permission တွေ short ပြောင်းကြည့်ပြီးရင်အဲ့ဒါကိုဘယ်လိုပြန်ပြင်ရမလဲဆိုတဲ့နည်းလမ်းရှာပါအဲ့ဒီခေါင်းကိုက်ရတဲ့ခံစားချက်ကပဲသင်ကိုတိုးတက်စေတာပါတင်အောင်တော့ကအဲ့ချိန်ကျမှငါအခုမှပဲသဘောပေါက်တော့တယ်ဆိုပြီးတော့အလုပ်လုပ်သွားတာဒါပေမဲ့တင်ရတက်သွားပြီဆိုရင်တင်ကိုယ်တိုင်ကသူတို့တွေကတယောက်ဖြစ်သွားပါပြီ step trace ကိုနားလည်လာမယ် output တွေကို graph ထဲကဖျားတစုလိုပိုင်းလုပ်နိုင်တာမယ် terminal တစ်ခုတည်းနဲ့ network issue တွေကိုဖြေရှင်းလာနိုင်မယ်အဲ့ဒီအချိန်ရရင်တင်ရ Linux ကိုလေ့လာခဲ့တာမဟုတ်တော့ဘူးတင်ကိုယ်တိုင်က Linux ဖြစ်သွားပြီဒါကြောင့်အစွဲမလျှော့ပါနဲ့ခင်းတိုင်းterminal နဲ့အထီးတွေ့ရှိအောင်လုပ်ပါကစားပါဖြက်စီးပါပြန်ပြင်ပါထက်လုပ်ပါတနေ့ကျရင်စူဒိုဆိုတဲ့စကားလုံးကိုမြင်တာနဲ့လက်နေခဲ့တဲ့ကိုယ့်ရဲ့အတိတ်ကပုံစံကြည့်ပြီးတော့ရေမောနေပါလိမ့်မယ်။ဘာလို့လဲဆိုတော့အခုဆိုရင်သင်ဟာဘူးဖြစ်သွားပါပြီ။တကယ်လို့မိတ်ဆွေအနေနဲ့ Linux ကိုစပြီးတော့လေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်တို့စီမှာ Linux Foundation ဆိုတဲ့သင်တန်းရှိပါတယ်။ဒီထပ်ပို့ပြီးတော့သင်တန်းကောင်းက